ရှိလုံးကအရန်ကိုတာယာလှပတဲ့တောအုပ်ကြီးတစ်ခုရှိတဲ့အရန်ကိုကြီးမားတဲ့မြစ်ကြီးတစ်ပေမှာရေမြင့်ကြီးတစ်ကောင်လည်းနေထိုင်တဲ့အဲဒီရေမြင့်ကြီးဟာအရန်ကိုတမ်းမာပေမဲ့သူခမရတယောက်တည်းအထီးကျန်နေရှာတဲ့အဲ့ဒီမြစ်ရဲ့အနီးကတစ်ပင်တစ်ပင်ပေါ်မှာရောက်ငယ်လေးတစ်ကောင်ဟာအရသာရှိတဲ့အသေးတွေကိုခူးဖို့ကြိုးစားနေတဲ့မြောက်ကလေးဟာအသေးကိုမကူးမိပဲတစ်ပင်ပေါ်ကနေချော်ကျပြီးမြစ်ထဲကိုပြတ်ကျသွားတဲ့ကွယ်အဲ့ဒီအချိန်မှာရေမြင့်ကြီးဟာအလျင်မြန်မြစ်ထဲကိုဆင်းလာပြီးမြောက်ကလေးကိုဖမ်းဆုပ်ပြီးကယ်တင်လိုက်တာပေါ့ကွယ်အဲ့ဒီအချိန်ကနေစပြီးရေမြင့်ကြီးနဲ့မြောက်ကလေးဟာတငယ်ချင်းတွေဖြစ်သွားကြတဲ့မြောက်ကလေးကရေမြင့်ကြီးစားဖို့အသီးလေးတွေလည်းယူလာကျွေးတော့တာပေါ့ကွယ်လောကကြီးမှာသူတစ်ပါးကိုကူညီခြင်းဟာစစ်မှန်တဲ့မိတ်ဆွေဖြစ်ခြင်းရဲ့အစပါပဲကြီးစီဖြစ်စေငယ်စီဖြစ်စေကျွန်တော်တို့မိတ်ဆွေကောင်းတယောက်တော့လိုအပ်တာအမှန်ပါပဲ Kindness connects us.